ခဏဆန်နာရီအထူးတတိဘေဂျက်နီပူရှင်ပြင်းထန်ခြင်းနဲ့ရုတ်တရက်လေးပြင်းတိုက်ခတ်နိုင်ချေပိုလာနိုင်မလ23-25လက်ရှိကာနာဖြစ်နေတဲ့မိုးလေဝသဖြစ်စဉ်ပုံစံအရနီးလေနီပူညနေထချုံမှုကျိုနောက်ထပ်3ရက်အတွင်းမြန်မာနိုင်ငံတဝမ်းမှာရာသီဥတုပြောင်းလဲနိုင်ချေမင်းမလျက်ရှိနေပါတယ်ဒေတာအလိုက်အထူးဆောင်ကြည့်ရန်စကိုက်အထက်ပိုင်းကချင်းပြည်နယ်မူကြီးနိုင်သည့်လီပင်းတိုက်ခတ်ခြင်းနဲ့အတူတောင်ဆောင်ဒေသများတွင်မြေပြိုခြင်းကိုအထူးသတိပြုပါမန္တလေးမကွေးစကိုင်းအောက်ပိုင်းနေပြည်တော်ပခုမြောက်ပိုင်းအပူချိန်အလွန်ပြင်းထန်နေတာကြောင့်နေ့လယ်ဘက်တွင်40 degree Celsius မှ42 degree Celsius အထိရှိနိုင်ပါတယ်တကယ်ခန်းစားတဲ့အပူချိန်ကထိုးထပ်ပိုနိုင်ပါတယ်ညနေပိုင်းမှာအပူချိန်ကြောင့်ရုတ်တရက်မိုးတင်တောင်များဖြစ်ပေါ်ပြီးမိုးတက်လေပြင်းတိုက်ခတ်နိုင်ပါတယ်ရှမ်းရခိုင်နေရာကွက်ရမူကြီးနိုင်သည့်မူးကြိုးပစ်ခြင်းနဲ့မူတီကျွေခြင်းများအတွက်ကြိုတင်ပြင်ဆင်ထားပါရန်ကုန်အေရဝတီပဲခူးနေပူပြီးတိမ်အသိအရှိမီညနေပိုင်းတွင်နေရာကွက်ကြောင့်မိုးရွာနိုင်ခြေရှိပြီးမူးကြိုးပစ်ခြင်းကိုတတိပြုရန်လိုအပ်ပါတယ်update အချက်အလက်များကို post out တွင်ရှုကရင်မွန်ကနေတိုင်ညနေပိုင်းတွင်မိုးရွာနိုင်ခြေရှိပြီးလေပြင်းတိုက်ခတ်နိုင်သည်92နာရီအတွင်းအထူးသတိပြုရန်မီးဘေးအန်ဒီရဲ့အညာဒေသနှင့်တောင်တိုင်းဒေသညာတွင်အပူချိန်ပြင်းပြီးလေတိုက်နှုန်းမြန်သောကြောင့်တောမီနှင့်ပေါ့ဆာမီကိုအထူးဂရုစိုက်ပါရန်ကုန်မြို့ဆက်ဆက်တွင်လည်းနေ့စဉ်မီးဘေးအန်ဒီရဲ့ရှိနေတဲ့အကြောင်းအထူးသတိပြုပါကျမ်းမာရေးအနေဖြင့်အပူအားကွာခြားချက်ကြီးမားသောကြောင့် heat stroke လို့အပူရှက်လောက်ခြင်းနဲ့ဥတုအကူပြောင်းအိုခါအပေါ်တက်ရောက်နိုင်တာကြောင့်ဖျားနာနိုင်တာကိုသတိပြုအားရေဓာတ်များများဖြည့်တင်းပါဘေးကိတ်လုံခြုံလေးလိုက်နိုင်ရန်နံပါတ်1မိုးရွာစဉ်နဲ့လျှက်စီးလက်ချင်းတွင်ဖုံလုံးပါမသုံးပါနဲ့နံပါတ်2တစ်ပန့်ကြီးများနဲ့ဆိုင်းပုံခေါင်းများအောက်တွင်မခွေနာပါနဲ့နံပါတ်3အိမ်အမှုအကာများနဲ့စိုက်ခင်းများကိုလေပြင်းတန်ခံနိုင်အောင်စစ်ဆေးပါမိုးလေဝသဖူးစင်များဟာအချိန်နဲ့အမျှပြောင်းလဲနေတဲ့အကြောင်းထပ်တိုးဖြစ်စဉ်များကိုဒီ post အောင်မှာ update လုပ်ဖော်ပြပေးထားပါတယ်ကျွန်တော်တို့ဒီအနေနဲ့အမျှ view ဝန်ဆောင်မှုအဖြစ် data တွင်နဲ့နိုင်ငံတကာမိုးလေဝသဌာနများမှအချက်အလက်များကိုတေချာစနစ်တကျပေါင်းတင်စမ်းသပ်သုံးစွဲပြီးတာဝန်သိယူရှိဖော်ပြပေးလျက်ရှိပါတယ်